ဒီကဘာကနေထွက်ခွာမဲ့အချိန်မတိုင်ခင်ဒီဂိုရီလာတစ်ကောင်ကလူသားတွေအတွက်ရင်လန်စရာ message တစ်ခုပေးခဲ့ပါတယ်ဒီဂိုရီလာနာမည်ကကိုဖြစ်ပြီးသူကလူတွေလိုစိတ်ခံစားနိုင်စွမ်းရှိပြီးလူတွေရဲ့ဘာသာစကားကိုလည်းနားလည်နိုင်ပါတယ် Christmas နေ့တနေ့မှာသူ့ကိုထိမ့်သိမ်းတဲ့လူကကြောင်လေးတစ်ကောင်ကိုလက်ဆောင်ပေးခဲ့ပါတယ်ကိုကအဲ့ဒီကြောင်လေးကို all world လို့နာမည်ပေးပြီးသူ့ကလေးလိုပဲအရန်ချစ်ခဲ့ပါတယ်ဒါမဲ့တနေ့မှာအဲ့ဒီကြောင်လေးကလမ်းမပေါ်မှာကားတိုက်ခံရပြီးကွယ်လွန်သွားခဲ့ပါတယ်အဲ့ဒီနေ့ကနေစပြီးကိုကလုံးဝပြောင်းလဲသွားပြီးအစာလည်းမစားတော့ဘူးလူတွေနဲ့လည်းမဆက်ဆံတော့ဘူးပြီးတော့ရက်အနှဲငယ်ကြာပြီးနောက်မှာကိုလဲဒီကဘာကိုထားသွားခဲ့ပါတယ်ဒါပေမဲ့မတည်ခင်သူ့ကိုထိမ့်ပေးတဲ့လူကိုလက်ဟန်ပြပါသောစကားနဲ့နောက်ဆုံး message တစ်ခုပြောခဲ့ပါတယ်ကိုပြောခဲ့တာဒီမြေကြီးဒီသဘောကဒီတရိษံတွေအားလုံးဆက်ဆံနေကြတယ်ဒါမဲ့လူတွေကဒီဆက်ဆံမှုတဖြည်းဖြည်းဖြည့်ဆည်းနေကြတယ်တရိษံကနာကျင်နေကြပါတယ်တရိษံတကောင်တော့ဒီလိုနားလည်နိုင်ရင်လူသားတွေဖြစ်တယ်ကျွန်တော်တို့ကဘာကြောင့်နားမလည်နိုင်တာလဲဆိုတာတော့စဉ်းစားစရာပါပဲပြီးတော့ကျွန်တော်တွားနေကြလမ်းမှာတခါတလေကြောင်လေးကိုမြင်ပြီးကြောင်စာလေးကျွေးချင်မိပါတယ်ကိုရဲ့လက်ထဲမှာပတ်စံအများနဲ့မရှိဖြစ်တော့ TikTok shop မှာနံပါတ်1ဖြစ်တဲ့ဒီ brand ကိုဘက်တရာကျော်လေးနဲ့ချက်ချင်းမှယူလိုက်ပြီးကြောင်လေးတွေကိုကျွေးနိုင်ခဲ့ပါတယ်ဒီကြောင်စာကအကောင်းဆုံး brand လည်းဖြစ်ပါတယ်ဒီလည်းကျွန်တော်တို့လိုအများတန်းကြောင်စာလေးမကျွေးနိုင်ရင်တော့တခါတလေတော့ဒီပိုင်ရှင်မဲ့ကြောင်လေးတွေကိုအစာလေးကျွေးပြီးကောင်းမှုကုသိုလ်လေးလုပ်တင်ပါတယ်မာယူချိန်တော့ဒီချင်းဝါလေးကိုနှိပ်ပြီးမာယူလို့ရပါတယ်နော်နောက်ဗီဒီယိုမှာတွေ့ကြစို့ Thanks for watching